stream MM ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ခက်လူငယ်တွေအများကြီးအားချနေရတယ် stream မှာ content creator တယောက်ဖြစ်တဲ့လူငယ်တယောက်ရှိပါတယ် Award goes to Ray Asian Boy. This is Ray Asian Boy's second nomination and first win. အောင်မြင်မှုဆိုတဲ့အရာကိုအလွယ်တကူမရခဲ့ပါဘူးသူဟာအလုံးမရှိတဲ့နေ့တွေမမြင်ရတဲ့နာဂတ်တွေကိုဖျက်ဆီးခဲ့ရပါတယ်ဒီနေ့ဗီဒီယိုမှာဝေးရဲ့ဘဝအလုပ်အကိုင်ကျွန်တော်တို့လိုလူငယ်တွေအတွက် knowledge ဖြစ်မျှဝေပေးတော့မှာဖြစ်ပါတယ် Ria live stream နဲ့ online content တွေကြောင့်လူငယ်တွေကြားမှာနာမည်ကြီးလာတဲ့လူငယ်တစ်ယောက်ပါ။ဘိုင်းမှာ Ria အောင်မြင်တဲ့လူငယ်တစ်ယောက်မဟုတ်ပါဘူး။ငွေကြီးခက်ခဲပေါင်းများစွာတွေ့ကြုံခဲ့ရပါတယ်။ Ria ရဲ့ contest နိုင်တွေကတော့အခုဗီဒီယိုမှာမြင်ရတဲ့အတိုင်း real ဖြစ်တဲ့မဖုံးကွယ်ဘူး။သူ့ဘဝအကြောင်းကိုတိုက်ရိုက်ပြောတယ်။ဒါကြောင့်လူငယ်တွေက Ray ကိုငါတို့လိုပဲဆိုပြီးခံစားနိုင်ကြပါတယ်။ Ray ဟာ streamer တယောက်အနေနဲ့ chatting လုပ်တဲ့ gaming တင်တဲ့ daily life အကြောင်းတွေပြောတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုကတညာတည်းနဲ့ရလာတာမဟုတ်ပါဘူး။နေ့စဉ် live လွှင့်တဲ့ view မရှိတဲ့နေ့တွေလူမကြည့်တဲ့ stream တွေကိုနှစ်ရှည်လများစွာခံခဲ့ရပါတယ် Shout out to my team. Shout out Clover, shout out Kai. And yeah, that's it, y'all. Got it. Ria streamer တယောက်တာမကမော်ဒယ်တယောက်ဖြစ်ရောမရမနာစူးစားတဲ့လူငယ်တယောက်ဖြစ်နေပါပြီတင်လဲအနာကမတိချတဲ့အချိန်မှာဒီဗီဒီယိုကိုမိတ်ဆွေကြည့်နေရင် Ray ရဲ့ဘဝကနေတင်အတွက်သင်ခန်းစာအများကြီးရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီလို YouTube နောက်တဲ့ content တွေကိုပုံမှန်ကြည့်ချင်ရင် Ustream MM channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်